တကယ်လို့ကျွန်တော်တည်သွားပြီဆိုပါစို့အင်းကြီးကိုတော့ပြောင်းပြန်ဖို့ပေးပါကျွန်တော်ကမျက်စိလဲတတ်တဲ့သူမို့ခြေထောက်ကိုကျိုးတွေမစီးပေးပါနဲ့အချို့အနှောင်မှာနေရတာမကြိုက်လို့ပါတရဏဂုံတင်ပေးပါအစွဲလန်းကြီးတဲ့သူမို့အကျွတ်မလို့ဖြစ်မှာဆိုတယ်စပယ်ပန်းလေးတွေပတ်လည်မှာထည့်ပေးပါအဲ့ဒီအနံ့လေးကိုကျွန်တော်သိကြိုက်လို့ပါပတ်စံတော့တပြားတစ်ချက်မှမထည့်ပါနဲ့ကျွန်တော်အတွက်ထည့်မယ်အစားကောင်းမဲ့အရာတစ်ခုခုကိုလှူလိုက်ပါပြီးတော့ဘယ်သူမှလည်းမငိုပါနဲ့နောက်ဆန်တင်းပြီးကျွန်တော်ကြွမှာမဟုတ်ဘူးပြပမှာတည်မြမပြည်ကိုပြန်တည်ပေးပါမတည်ခင်လဲစိတ်ဆင်းရဲပြီးတည်ပြီးတော့လဲစိတ်ဆင်းရဲကိုအိမ်ကိုဒေတာမှာကိုမိသားစုအနားနားမှာကိုမိဘရင်ခွင်ထဲမှာနောက်ဆုံးအနေနဲ့ထိတွေ့ခင်ရခြင်းလို့ပါကျွန်တော်သူများနိုင်ငံမှာမပြောဘူးမနေခြင်းဘူးအိမ်ကိုအရန်ပြန်ခြင်းနဲ့ရက်လေလေမလောက်ပါနဲ့တလားပြည့်ပဲလှုပ်ပေးပါမိသားစုအနားမှာ31ရက်လောက်လေးနေခြင်းရုံမှာအေးလဲမတကြိုပါနဲ့လူဘဝမှာတော့ပူလောင်ခဲ့ရတာမို့လို့ကျွန်းကြဲလေးထဲမှာသာမြုပ်ပေးပါအေးချမ်းလေးနေခြင်းလို့ကျွန်တော်အဖော်ပန်းပင်လေးတွေစိုက်ပေးပါအနံ့လေးတွေမှွေးတော့အဲ့လိုပြောတာပေါ့အထူးမှားကျင်တာကတော့ကျွန်တော်ကိုလွမ်းမပြပါနဲ့ကျွန်တော်ကြောင့်မျက်ရည်မကျပါနဲ့ကျွန်တော်တက်ပုံတွေကိုထုံမကြည့်ပါနဲ့အစွဲလန်းကြီးလို့မကျွတ်မလို့ဖြစ်မှာကြောက်လို့ပါ